အားလုံးပဲမင်္ဂလာပါ HKKTM1 နဲ့ကြိုဆိုပါရစေဒီနေ့ကျွန်တော်ပစ္စည်းလေးတစ်ခုရရရှိတယ်သူ့ရဲ့ပါကင်လေးကဒီလိုလေးပဲမီးအိမ်လေးဆိုလာပါတဲ့မီးအိမ်နော်သူ့ရဲ့ပါကင်ကကြစ်လက်လက်နဲ့ဒီလိုလေးဖြစ်မယ်ရှုပ်ကြိုးအိမ်လေးနဲ့သူ့ရဲ့ပါကင်ကဒီလိုလာမယ်လက်ဆွဲကိုင်းလေးလည်းပါပဲခင်ဗျာဟုတ်ကဲ့ site ကတော့ကျွန်တော်တို့ရောင်းနေတဲ့ UPS တက်ကို site ကတော့ဒီလိုရှိတယ်မြင်ရလားမသိ site ကတော့ဒီလိုခွာတယ်သမီးထွန်းလို့ရမယ်ဒီဘက်က indicator လည်းပဲပြမယ်မီးဒီလိုလေးထွန်းလို့ရမယ်လင်းအားလည်းအစိုးတော်တော်ကောင်းတယ်ခင်ဗျသူရဲ့ original လာတာတော့ဒီကောင် battery error တွေနဲ့လာထားတာ original လာတာ battery error နဲ့လာတာ battery မျိုးစားကဟိုစစ်ဖို့1300 mAh ပဲ1 battery ဆိုစစ်ဖို့ဟို1300 mAh ပဲပါတယ်သူတို့ကျွန်တော်ဒါလေးကကျွန်တော်တို့ကအိပ်ပိုင်ဖိုးပြောင်းပြီးတော့မှ charger လေးနဲ့အားသွင်းရမှာခင်ဗျာဟုတ်ပြီဒီလို battery error ပေါ့ battery error solar လည်းကျွန်တော်စမ်းတော့မစမ်းကြည့် solar လည်းမသေးကြဘူး solar နဲ့လည်းအားမဝင်လာဘူးသူ့မှာဒီဘက်ကကျတော့ USB ဖုန်းအသုံးလို့ရမယ် CCTV သုံးလို့ရမယ်ဒီကောင် DC 9 volt နဲ့8.4 နဲ့အားသွင်းမဲ့ပေါက်ပေါ့လေသူ့ရဲ့ပုံစံနဲ့ဒီလိုကြည့်လေးအခွန်အားလည်းအမာသားလေးနဲ့ဒီကောင်လေးတော့ battery error တိုင်းယူခြင်းနဲ့ဆိုရင်ရတယ်ကျွန်တော်စီမှာတစ်လုံးကို2000ခမရဟုတ်ကဲ့တစ်လုံးကို2000ကျွန်တော်တွင်းပိုင်းလေးဖွင့်ပြမယ်နော်သူ့ရဲ့နောက်ပိုင်းဒီအတွင်းချမ်းအောင်ဒီလိုပေါ့နော်battery လေးကိုမှကျွန်တော်တို့ battery error ဆို battery အစားထိုးပေးရမယ်ဒီပေါက်လေးကိုမှဖြတ်ထုတ်လိုက်ပေါ့ပို့ပြီးတော့မှဆန့်ကျင်နေဆိုရင်တော့ဒီလိုလေးအဲ့လိုလေးသူ original လာတာကဒီလိုပဲ error ပါလာတဲ့လုံးဆိုသူစိတ်ဝင်လာမသိဒီလိုကတ်နေသူကပြဿနာမရှိဘူးအပေါ်ကဒီအကြည့်စားခွာလိုက်ပြီဆိုရင်ဒီလိုလေးဖြစ်လိမ့်မယ်သူကကြီးတန်းတန်းလေးနဲ့ဒီလင်းအားလေးကကောင်းတယ်ခင်ဗျဟုတ်ကဲ့ဒီကောင်လေးတွေအဲ့ဒါအတိုင်းလေးပဲဝယ်ခြင်းနဲ့ဆိုရင်လည်းဝယ်လို့ရတယ်ကျွန်တော်စီမှာတစ်လုံးကိုမှ2000ခင်ဗျလိုလောက်ရမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်